Hello ရိုမန်လေးနဲ့တူတူပုံမြင်လေးတွေနားထောင်ကြရအောင်ဒီနေ့ပြောပြပေးမယ့်ပုံမြင်လေးကတော့ကြောက်မြေတူးငှက်ကြီးနဲ့တချင်းတီဆိုဝါသနာပါသူမိန်းကလေး၃ဦးတခါကတောင်ဘက်တောင်ကုန်းဒေသမှာနေထိုင်ကြတဲ့မိန်းကလေး၃ဦးနဲ့မြောက်ဘက်တောင်ကုန်းဒေသမှာနေထိုင်တဲ့မိန်းကလေးတဦးတို့ဟာတချင်းတီဆိုပြိုင်ကြလေတဲ့ကွအနိုင်ရရှိသူကိုစိတ်တကောင်ပေးကြကြီးအလောင်းအစားပြုကြတယ်တောင်ဘက်တောင်ကုန်းဒေသမှာမိန်းကလေးတွေဟာသူတို့ထဲကတချင်းကိုအကောင်းဆုံးလက်ရွေးစင်တဦးကိုရွေးထုတ်ပြီးပြိုင်စီကြတယ်ကွ။အဲ့ဒီပြိုင်ပွဲဟာ9ရက်နဲ့9ညတိုင်ကြာညောင်းခဲ့တယ်။နောက်ဆုံးတော့တောင်ဘက်တောင်ကုန်းဒေသကမိန်းကလေးဟာတချင်းဆိုပြိုင်ပွဲမှာရှုံးနိမ့်သွားကြလေတယ်။အနိုင်ရရှိသွားတဲ့မြောက်ဘက်တောင်ကုန်းဒေသကမိန်းကလေးဟာစိတ်ကလေးကိုဆွဲပြီးခေါင်းမော့မော့နဲ့ထွက်ခွာသွားတာပေါ့ကွ။တောင်ဘက်တောင်ကုန်းဒေသမှာလာပြိုင်ကြတဲ့မိန်းကလေးဟာတချင်းပြိုင်ပွဲမှာရှုံးနိမ့်သွားကြတာမို့တော်တော်ရှက်သွားကြလေတဲ့ကွသူတို့၃ဦးရဲ့နာမည်တွေကတော့ယူချင်ရှန်နီနဲ့ချီလင်းတို့ဖြစ်ကြတယ်သူတို့ဟာရှက်လဲရှက်ဝမ်းလဲနေတာမို့ဝါတော်တယ်ပြေးဝင်ပြီးမိုးကြတဲ့သူတို့ရဲ့မျက်ရည်တွေဟာတစက်မြိတ်ကကျလာတဲ့ရေတွေလိုပဲအောက်သို့စီးကြကုန်တယ်သူတို့ဟာဘလောက်ငိုကြွေးကြတယ်လဲဆိုရင်သူတို့မျက်ရည်တွေဟာမကြခင်စမ်းချောင်းကြီးတစ်ခုဖြစ်သွားတဲ့ကွအဲ့ဒီစမ်းချောင်းဟာဝါတော်ကြီးကိုဖြတ်တန်းစီးဆင်းသွားလေရဲ့အဲ့ဒီချိန်မှာစမ်းချောင်းထဲမှာရွှေငါးကလေးတစ်ကောင်ဟာသူတို့စီကိုဥတီကူးခတ်လာတယ်ရွှေငါးကလေးဟာရေထဲကနေပြီးခေါင်းကလေးမော့ကသူတို့ကိုမိန်းမချောကလေးတွေရဲ့တင်းတို့ဘာလို့ငိုနေကြတာလဲကွယ်လို့မေးလိုက်တယ်မိန်းကလေးတွေရဲ့ပါးပြင်ပေါ်မှာမျက်ရည်တွေစီးကြနေတယ်သူတို့တဲကယူချင်ကရွှေငါးလေးကိုသူတို့တချင်းပြိုင်ပွဲမှာရှုံးနေလာလို့ငိုနေကြတာပါလို့ပြန်ဖြေလိုက်တယ်အဲ့ဒီအခါရွှေငါးကလေးကမိန်းကလေးတွေကိုတင်တို့ဘာမှအားမငယ်နဲ့ဝမ်းမနေနဲ့အခုဒီကနေလီပေါင်း999အကွာဝေးမှာမိုးတိမ်ဖြူတောင်ကြီးတစ်တောင်ရှိတယ်အဲ့ဒီတောင်ထိပ်ပေါ်မှာကြောက်မြေတူးငှက်ကြီးတစ်ကောင်ရှိတယ်အဲ့ဒီကြောက်မြေတူးငှက်ကြီးဟာဘလောက်ကြီးသလဲဆိုရင်ကျွဲတစ်ကောင်လောက်ကြီးကိုကြီးတယ်သူ့နှုတ်သီးထဲကရေတွေပန်းထွက်နေတယ်ဒါကြောင့်အဲ့ဒီရေပန်းကိုမြေတူးငှက်ရေပန်းလို့ခေါ်ကြတယ်အဲ့ဒီကြောက်မြေတူးငှက်ပါဇက်ထဲကထွက်နေတဲ့ရေတွေကိုတောက်တဲ့သူတွေဟာအတန်ကောင်းနေတချင်းကိုကြဲကြဲနဲ့ကြကြတီးဆိုနိုင်နေဒါပေမဲ့တတိထားဖို့ကတင်တို့အဲ့ဒီရေကိုတောက်ရင်ကြောက်မြေတူးငှက်ကြီးဟာထိုးဆင်းလာတတ်တာမို့ဒါကိုတော့တတိထားဖို့အရေးကြီးတယ်လို့ပြောလိုက်လေတယ်ယူချင်းလဲပါးပေါ်ကကျနေတဲ့မျက်ရည်တွေကိုတုပ်ပြီးမတ်တက်ရက်လိုက်တယ်အဲ့ဒီနောက်သူ့အဖော်တွေကိုကဲတို့တွေကြောက်မြေတူးငှက်ကြီးရဲ့ရေတွေကိုတောက်ကြရအောင်သွားကြစို့လို့ပြောလိုက်တယ်အဲ့ဒီလိုနဲ့မိန်းကလေး၃ဦးဟာတိမ်ဖြူတောင်ကြီးရှိရာကိုတထောင်စင်းတထောင်တက်တတော်ဝင်တတော်ထွက်နဲ့တဦးလက်ကိုတဦးဆွဲရင်ထွက်ခါလာခဲ့ကြတယ်တော်တယ်တောင်ထဲမှာစူပင်ခြုံပင်တွေနဲ့ညှိလို့သူတို့အင်ကြီးတွေဟာစုပ်ပြဲကုန်ကြတယ်ခြေထောက်တွေလည်းကွဲရှကုန်ကြတယ်သူတို့ဟာ3ရက်နဲ့3ညတိုင်ခရီးချမ်းနေလာပြီးသူတို့တဲကရှန်နီလေးဟာခြေကုံလက်ပန်းကြားပြီးခရီးဆက်လက်မနေနိုင်တော့ဘူးကွရှန်နီကလေးဟာတော်လန်နဘေးမှာလဲလျောင်းနေလေတော့တယ်ကွသူဆက်မလိုက်နိုင်တော့ဘူးလို့လည်းပြောနေတယ်ယူရှင်ကလိုက်ခဲ့ဖို့အတန်တန်ခေါ်ပေမဲ့မျက်လုံးကိုစုံမိတ်ထားပြီးမကြားချင်အောင်စောင့်နေလိုက်တယ်သူဟာတိတ်မောတိတ်ပင်မန်းနေပြီကိုလက်တွေလည်းလုံးဝမလှုပ်ရှားချင်တော့ဘူးရှန်နီဟာတစ်ပင်တပင်ကိုဖက်တွေထားပြီးပြန်လိုက်ဖို့ညှင်းဆန်နေတယ်ယူချင်နဲ့ချီလီတို့နှစ်ဦးဟာဘာမှမတက်နိုင်ကြတော့တာမို့အပြင်ဘက်မှာနေတာထက်လုံခြုံတဲ့နေရာမှာနေဖို့ပြောပြီးရှန်နီကလေးကိုတွဲခေါ်ဆောင်ကဂူတကူတဲကိုခေါ်လာခဲ့တယ်သူတို့နှစ်ဦးဟာရှန်နီကိုငါတို့ပြန်လာတဲ့အထိစောင့်နေလို့မှာပြီးပြန်လဲထွက်ခွာသွားကြတယ်ယူချင်နဲ့ချီလင်းတို့နှစ်ဦးဟာ9ရက်နဲ့9ညတိုင်တထောင်စင်းတထောင်တက်နဲ့ခရီးဆက်လက်ထွက်ခါလာလိုက်တာနောက်ဆုံးမှာမိုးတိမ်ဖြူတောင်ထိပ်ကိုရောက်ရှိလာခဲ့ကြတယ်တောင်ထိပ်ပေါ်မှာတော့ကျွဲလောက်ကြီးမားတဲ့ကြောက်မြေတူးငှက်ကြီးကိုတွေ့လိုက်ရတယ်သူ့နှုတ်သီးထဲကရေတွေပန်းထွက်နေတယ်ချီလင်ဟာရေတောက်ဖို့ရေပန်းပွားအောက်ကိုရုတ်တရက်ခုန်တက်လိုက်တယ်ယူရှင်ကသူ့ကိုတားလိုက်သေးတယ်ဒါပေမဲ့မမိလိုက်ဘူးနောက်ကျသွားပြီအဲ့ဒီအချိန်မှာကြောက်မြေတူးငှက်ကြီးဟာကြောက်တောင်ဆုံးကရုတ်တရက်အောက်ကိုပြန်ဆင်းလာပြီးသူ့ရဲ့ကြောက်တောင်မန်းနဲ့ချီလင်ရဲ့ခေါင်းကိုထက်ခါရိုက်ချလိုက်တယ်ချီလင်ဟာလဲကျသွားတော့တယ်
ယူချင်ဟာချီလင်းစီပြေးသွားပြီးပွေ့ထူကပန်းမိန်ကြီးတပင်အောက်ကိုခေါ်ဆောင်လာခဲ့တယ်ယူချင်ဟာချီလင်းနာမည်ကိုအကြိမ်ကြိမ်ခေါ်နေပေမဲ့ခေါ်လို့မရတော့ဘူးလှုံနိုးပေမဲ့လည်းလှုံနိုးလို့မရတော့ဘူးချီလင်းရဲ့မျက်လုံးဟာပွင့်မလာတော့ဘူးယူချင်ဟာပန်းနီတွေကိုခူးပြီးချီလင်းရဲ့ခေါင်းပေါ်ကိုကျဲဖြန့်ဖုံးလွှမ်းပေးလိုက်တယ်သူ့ပါပြင်ပေါ်မှာလည်းမျက်ရည်တွေနဲ့ဆူဆွဲနေတယ်ချီလင်းဟာယူချင်အတွက်သင်ခန်းစာပေးသွားခဲ့တယ်အလောတကြီးလှုပ်လိုက်မိတဲ့အတွက်အခုချီလင်းတယောက်ရေတိန်နေရပြီပေါ့ဘာလို့လို့သတိကြီးကြီးထားရမယ်ဆိုတာယူချင်ပူနားလဲသွားတော့တယ်အဲ့ဒီနောက်ယူချင်ဟာခိုင်ခန့်နဲ့ຫນွေကြိုးပင်တွေရှာဖွေပြီးကြောက်ဆောင်အပေါ်တက်ကကြောက်မြေတူးငှက်ကြီးမပြန်နိုင်အောင်ငှက်ကြီးရဲ့ခြေထောက်နဲ့တစ်ပင်ကြီးကိုပူးချီလိုက်တယ်အဲ့ဒီနောက်ကြောက်နှုတ်သီးကထွက်နေတဲ့ရေပန်းအောက်တက်တဲ့ကနေဗဆက်ဟာကယူချင်ဟာရေကိုတောက်လိုက်တယ်ကြောက်မြေတူးငှက်ကြီးဟာသူ့အတောင်ပံကိုတစ်ဖြက်ဖြက်ရိုက်ခတ်ပြီးပြန်ဆင်းဖို့ကြိုးစားပေမဲ့ဒီတစ်ခါတော့ပြန်ဆင်းလို့မရနိုင်ဘူးဖြစ်သွားတယ်ယူချင်ဟာရေတောက်ပြီးတဲ့အခါရွှေငါးကလေးပြောကြတဲ့အတိုင်းသူ့အတန်ကောင်းမကောင်းစမ်းသက်ကြည့်တဲ့အနေနဲ့အတန်ထွက်ကြည့်ကတချင်းတီဆိုလိုက်တယ်သူ့အတန်ဟာချိုးလင်းကြီးများပြီးအတန်ตายရနေတာကိုထူးဆန်းမွေတွေ့ရှိလိုက်ရတယ်သူတိတ်ဝမ်းသာသွားတယ်ယူချင်ဟာတချင်းကိုတပုတ်ပြီးတပုတ်ဆက်လက်တီဆိုနေတယ်ယူချင်ဟာလဲကျသိဆုံးနေတဲ့ချီလင်းစီသွားပြီးချီလင်းနှစ်ဘေးမှာတချင်းတီဆိုနေတယ်အဲ့ဒီအချိန်မှာပဲချီလင်းကိုပေါ်မှာကျဲဖြန့်ထားတဲ့ပန်းတွေထဲကနေပြီးရွှေရောင်စရက်ကလေးတစ်ကောင်ဟာထပြန်သွားတာကိုတွေ့လိုက်ရတယ်ရွှေရောင်စရက်ကလေးဟာတချင်းတစ်ပုတ်ကိုတီးဆိုပြီးယူချင်ရဲ့လက်ဝဲဘက်ပခုံးပေါ်နားနေလိုက်တယ်ယူချင်လည်းရွှေရောင်စရက်ကလေးကိုကြည်လိုက်ပြီးမျက်ရည်တွေကြားကညီမလေးရဲ့ကဲအိမ်ပြန်ကြစို့လို့ပြောဆိုလိုက်လေတယ်အဲ့ဒီလိုနဲ့ယူချင်ဟာရွှေရောင်စရက်ငက်ကလေးနဲ့အတူတိမ်ဖြူတောင်ကြီးပေါ်ကဆင်းလာခဲ့ကြတယ်မကြခင်ယူချင်ဟာရှန်နီရှိတဲ့ဂူလေးစီရောက်ရှိလာခဲ့တယ်ရှန်နီဟာမျက်စိပိတ်လျက်သေဆုံးနေတာကိုတွေးလိုက်ရတယ်ယူချင်ဟာဂူဝမှာရက်ပြီးတချင်းတီဆိုလိုက်တယ်အဲ့ဒီအခါမှာရှန်နီဟာကြီးတကောင်အဖြစ်ချက်ချင်းပြောင်းလဲသွားပြီးကော့ကော့လို့အော်မီကယူချင်ရဲ့လက်ရဘက်ပခုံးပေါ်ဝဲပြန်နားနေလိုက်တယ်ယူချင်ဟာကြီးကလေးရဲ့ဦးခေါင်းကိုကြည်ကြည်နာနာနဲ့ပုတ်တက်ပေးလိုက်တယ်အဲ့ဒီနောက်ကဲညီမလေးရေတို့အိမ်ပြန်ကြစို့လို့ပြောကြလိုက်ပြီးသူတို့ရွာကလေးစီပြန်လာခဲ့ကြတယ်မကြခင်ယူချင်ဟာရွှေရောင်စရက်နဲ့ကြီးကလေးတို့နဲ့အတူအိမ်ကိုပြန်လည်ရောက်ရှိလာခဲ့တယ်ယူချင်ဟာကြောက်မြေတူးငှက်ကြီးရဲ့နှုတ်သီးမှကျလာတဲ့ရေကိုတောက်လာရတဲ့အတွက်သူ့အတန်ကိုမှီတဲ့လူမရှိဘူးဖြစ်နေတယ်သူ့အတန်ဟာမိန်းကလေးတွေအားလုံးထဲမှာအကောင်းဆုံးဖြစ်နေတယ်သူ့အတန်ကိုကြားရတဲ့လူတိုင်းဟာသူ့ကိုချီးကျူးကြတယ်သူတို့တောင်ပေါ်မှာတချင်းတီဆိုပြိုင်ပွဲကျင်းပတဲ့အခါတိုင်းမှာယူချင်ဟာပြိုင်ပွဲဝင်ပြိုင်ခဲ့တယ်အဲ့ဒီလိုတချင်းဆိုပြိုင်ပွဲဝင်တဲ့အခါတိုင်းမှာလဲရွှေရောင်စရက်ကလေးဟာယူချင်ရဲ့လက်ဝဲဘက်ပခုံးပေါ်မှာနားပြီးကြီးငှက်ကလေးကတော့လက်ရဘက်ပခုံးပေါ်မှာနားကလိုက်ပါခဲ့ကြတယ်တချင်းတီဆိုပြိုင်ပွဲတိုင်းမှာယူချင်ဟာအကောင်းဆုံးတီဆိုနိုင်ခဲ့သူမို့အနိုင်ရခဲ့တာကြီးပေါ့ကွယ်ယူချင်ဟာချီလင်းအဖြစ်ရှိနေတဲ့ရွှေရောင်စရက်ကလေးနဲ့ရှန်နီအဖြစ်ရှိနေတဲ့ကြီးကလေးတို့ကိုကောင်းမွန်စွာကျွေးမွေးပြုစုရင်းပျော်ရွှင်ချမ်းမြေ့စွာနေထိုင်သွားကြလေတဲ့ကွယ်